အသက်20ရွယ်လူငယ်လေးတယောက်ဟာကျန်းမာရေးနဲ့မညီညွတ်တဲ့လူနေမှုပုံစံကြောင့်သူ့ရဲ့ခန္ဓာကိုယ်ဟာအသက်60ရွယ်အဘိုးတို့လို့ပျက်စီးနေခဲ့ပါတယ်။သူဟာဆလိတ်တောက်ရတာကိုကြိုက်တာကြောင့်တနေ့ကို secret အလိတ်100လောက်တောက်တတ်ပါတယ်။ပြီးတော့ညလုံးပေါက်ဂိမ်းနေဆော့ပြီးမနက်8နာရီမှအိပ်ရထားတတ်တာကြောင့်သူ့ရဲ့ခန္ဓာကိုယ်အစိပ်ပိုင်းတွေကဘယ်တော့မှကောင်းကောင်းမွန်မွန်နားရလိမ့်မရှိပါဘူး။အစားတောက်စားတဲ့အခါမှာလည်းစီကြောစားတွေအချိုဓာတ်များတာတွေနဲ့ကယ်လိုရီများတဲ့အစားအစာတွေကိုပဲအမြန်စားတတ်တာကြောင့်အချိန်ကြာလာတဲ့အခါသွေးကြောတွေကပိတ်ဆို့ပြီးနှလုံးကိုအပြင်းထန်ဖိအားဖြစ်စေခဲ့ပါတယ်။ပြီးတော့နှလုံးလမ်းကြောင်းမှာလည်းအဆီတွေဟာများပြားလာခဲ့ပါတယ်။ဒီလိုမျိုးအမြဲတမ်းပြုမှုနေထိုင်နေတဲ့အခါမှာတော့အချိန်ကြာလာတဲ့အခါသူ့ရဲ့ခန္ဓာကိုယ်ကတဖြည်းဖြည်းဝါလာပြီးကျန်းမာရေးကလည်းစတင်ချိုးရင်းလာခဲ့ပါတယ်။နောက်ဆုံးမှာတော့သူ့ရဲ့ကိုရင်းကအစိပ်ပိုင်းတွေကအဲ့ဒီထန်တွေကိုမခံနိုင်တော့ပဲအလုံးမလုံးနိုင်တော့တာကြောင့်သူဟာရုတ်တရက်လဲကျသွားပြီးဆေးရုံတင်လိုက်ရပါတယ်။6လခန့်ဆေးကုသမှုခံယူပြီးနောက်အသက်ဘေးကနေတီတီလေးလွတ်မြောက်လာခဲ့ပေမဲ့သူကသင်ခန်းစာမရပဲဆေးရုံကဆင်းလာတဲ့သူ့ရဲ့ရမ်းကြိုက်တဲ့ secret တွေကိုပြန်တောက်ပြီးအရင်အတိုင်းပဲပြန်လည်နေထိုင်ခဲ့ပါတယ်။မကြခင်မှာပဲသူ့ရဲ့ဆဲတွေဟာကင်ဆာဆဲတွေအဖြစ်ပြောင်းလဲသွားပြီးဒီကိုယ်လုံးကိုပြန့်နှံ့သွားခဲ့ပါတယ်။နောက်ဆုံးမှာတော့ဘလို့မှကုသလို့မရတော့ပဲဆေးရုံကနေပေါ်မှာတွေနောက်သားတွေနဲ့အတူပိန်လီပြီးအင်အားကြီးနေတဲ့ခန္ဓာကိုယ်နဲ့ဆေးရုံပေါ်မှာလှည့်ရောက်နေသူ့ရဲ့နောက်ဆုံးအချိန်လေးကိုပဲစောင့်ဆိုင်းနေခဲ့ရပါတော့တယ်။ပြီးတော့ပါပြီ။